စိတ်ရုံလုပ်ငန်းကိုလည်းမလုပ်ချင်ဘူးဒါပေမဲ့လစာကောင်းကောင်းလေးနဲ့လင်မယားစုံတွေအတူတူအလုပ်လုပ်ချင်ပါတယ်ဆိုတဲ့လင်မယားတွေလေးအတွက်အလုပ်ခေါ်စာလေးတစ်ခုကိုပြပြပေးပါမယ်ရှင်လောက်ရမှာတော့ကွန်တီပွဲရုံကြီးမှာလောက်ကန်ရမှာပါလင်မယားစုံတွေလေးတွေခေါ်ပေးထားတာပါရှင်လောက်စာလေးအနေနဲ့ဆိုရင်လည်းလင်မယားတွေကို4,400,000ဝန်းကျင်အထိကိုရရှိမှာဖြစ်ပါတယ်အတိုင်းပညာတွေအတွေ့အကြုံတွေဘာတစ်ခုမှရှိဖို့မလိုတဲ့အပြင်လို့မှနေစရာရောစားစရာရောစရိတ်အငိမ့်နဲ့ပေးထားတာပါရှင်အသက်အရွယ်ဆိုရင်လည်း45နှစ်အထိလောက်လျှောက်ထားလို့ရပါတယ်ဒီလုပ်ငန်းလေးကိုစိတ်ဝင်စားလို့အသေးစိတ်လေးကိုဆက်သွယ်မြင်ချင်နေဆိုရင်ဆက်သွယ်လို့ရတဲ့ဖုန်းနံပါတ်လေးက399633994130ကိုလည်းဖုန်းဆက်ပြီးတော့မေးလို့ရပါတယ်တကယ်လို့ Viber နဲ့ပြီးတော့ဆက်သွယ်မြင်ချင်နေဆိုရင် Viber ဖုန်းနံပါတ်လေးက3994533999 Viber လေးကိုလည်းဆက်သွယ်ပြီးတော့မေးမြန်းလို့ရပါတယ်ရှင်ဒီမှာမဟုတ်ရုံးလေးကိုလူကိုယ်တိုင်လေးလောက်လျှောက်ထားခြင်းနေဆိုရင်တော့ရုံးလိပ်စာလေးက89လမ်း3233ကြားမှာရုံးလေးဖွင့်ထားပါတယ်ရုံးကိုလည်းလူကိုယ်တိုင်လေးလောက်ဆိုရမြင်မြန်းလို့ရပါတယ်ရှင်စိတ်ရုံလုပ်ငန်းမလုပ်ချင်ဘူးဒါပေမဲ့စိတ်ရုံလုပ်ငန်းတွေလိုပဲလစာကောင်းကောင်းလေးရချင်တယ်ဆိုရင်အမြန်ဆုံးဆက်သွယ်လိုက်ပါနော်